လူဆိုတာအခက်ခဲမကြုံရင်ကိုယ့်ကိုယ်စိတ်ဓာတ်ကြခိုင်တယ်လို့ထင်တာတွေးလိုက်တာနဲ့တပြိုင်နက်တွေးကြုံမှ तू ကရင်ဆိုင်တွေးမှအဖြေဆိုတာထုတ်နိုင်တယ်လေမွေဟောက်ဆိုတဲ့ကောင်ကသူ့ဟာသူနေအေးချမ်းချမ်းပဲဒီကောင်သဘောကောင်းတာလို့အောင်းမိပါအဲ့နေသူ့ဟာသူဒီတိုင်းနေတာဒုံလေးနဲ့သွားမထိုင်နဲ့ရှုဆိုပြီးတော့ပြင်းကြီးထောင်းလာမှာအဲ့ဒါလိုပဲလူတွေရဲ့ဒီကိလေသာတရားတွေဆိုတာဟာစမ်းကျင်ပဲကလေးနဲ့သူကြိုက်တာလေးနဲ့မတွေ့နဲ့လောဘအရှုကနေထားလာမှာဒေါသကလည်းထလာမှာမောဟတွေမာမနတွေဒါတွေကထလာတာကြီးပဲအကုန်လုံးအဲ့ဒါတွေကိုအမြဲတမ်းချက်ကင်လုပ်ပြီးတော့အော်မြတ်စွာဘုရားဒီလိုလောဘတွေဒေါသတွေမောဟတွေငါတို့လိုလုံးဝမဖြစ်တော့ပါလားငါတို့လိုမဟုတ်တော့ပါလားအဗ္ဗဓမ္မသန့်စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါလားအရဟကိလေသာမှန်သမျှတွေကိုပယ်တတ်ပြီးသားဖြစ်နေပါပြီလားလို့ဒီလိုအဆင့်ရောက်အောင်တို့တွေဟာအများကြီးကြိုးစားရမှာ။အော်မြတ်စွာဘုရားဒီလိုကိလေသာတွေကင်းလို့အရဟံလို့ခေါ်ရတာပါလားလို့ဆိုတာဒါလေးပဲထိုင်တွေးနေလိုက်ဗုဒ္ဓနုတ္တိအဲ့ဒါနော်ပရိကို6ချက်နင်းပြီးနင်းစင်းလောက်နေလောက်เสียမလို့အဲ့ဒါလုံနေလို့ရှိရင်စိတ်ကပဲရောက်သွားပရိဖို့ရောက်သွားပရိဖို့ရောက်သွားပြီးတော့ဒီနေ့တော့ဘယ်နှပတ်ရတယ်ဘယ်နှပတ်ကမပြည့်သေးဘူးထမင်းအိုးကမတည့်ရသေးဘူးပရိပတ်ကမပြည့်သေးလို့ဆိုတဲ့အတန်ကြီးခဏကြာရတယ်သူကပရိပတ်ပြည့်ဖို့ပဲအာယုဆိုင်နေတာဘုရားကုံတော်ပေါ်ရောက်မှာမဟုတ်ဘူးအဲ့ဒါသူကသူတော့အတိဆုံးပေါ့ဒါတွေးကြည့်တာပါတချို့ကြတော့ဘယ်လိုလုပ်လို့ဆိုရင်လက်ညှိုးကိုရစ်ပြီးတော့ခါလဲပတိကိုရမ်းတဲ့ပုဂ္ဂိုလ်ရှိသေးတယ်အပတ်ပေါင်းများစွာနော်နောက်တစ်ချိန်ကျတော့အဲ့ဒါလိုဖြစ်တော့ဘုန်းကြီးတို့ဒီဘောနိုင်ငံသွားတဲ့အခါဒီဘောနိုင်ငံကပจิရယာနာလို့ခေါ်တယ်ပจิရယာနာဆိုတာအခုတိဘက်တွေကျင့်သုံးတဲ့ဗုဒ္ဓဘာသာမျိုးပေါ့တန္တရမန္တရပจิရယာနာဝစီရယာနာဒိုင်းမွန်ဘိကေလို့ခေါ်တယ်အဲ့ဒီဝစီရယာနာဗုဒ္ဓဘာသာတွေကဘာလို့တုံးဆိုခုနအရဟံဒီနေ့တော့ပရိအပတ်1000ရအောင်စိတ်မယ်တို့1000ရအောင်စိတ်မယ်ဆိုတော့အဲ့ဒီဟာတွေကအဲ့ဒီကလာတာတွေအကုန်နောက်ဆုံးမှသူတို့ပရိမစိတ်နိုင်တဲ့အခါကျဘာလို့တုံးဆိုရင်ဒီတွေ့ဦးကြလိမ့်မယ်ဒီဘောရောက်တဲ့ပုဂ္ဂိုလ်တွေကဘိန်းလုံးကြီးလှုပ်ထားတယ်အဲ့ဒီဘိန်းလုံးကြီးမှာအုံမနိပရမိဟုံဆိုမဏ္ဍန်ကြီးရေးထားတယ်ပါဇက်ကမဆိုးအားတဲ့အခါကျတော့လက်နဲ့လှဲ့နေကြတာပဲအကုန်လုံးလက်နဲ့လှဲ့ဘယ်နှပတ်ရအောင်လှဲ့မယ်ဆိုတဲ့ဟာနဲ့လှဲ့လက်ညောင်းတာပဲရှိမှာပဲ